Market day ဈေးနေ့ဈေးရောင်းတဲ့နေ့ပေါ့နော်စုပြီးတော့ဈေးတွေရောင်းကြတဲ့နေ့မြန်မာနိုင်ငံမှာခေါ်တော့ဈေးနေ့လို့ခေါ်တယ်အဲ့လိုနေ့မျိုးလေးကိုနေ့တိုင်းတော့မရှိဘူးအဲ့လိုနေ့မှာအနေနဲ့ရကလူတွေကသူတို့မှရှိတဲ့ကုန်ပစ္စည်းတွေအစားတောက်ကလေးတွေကိုယူလာပြီးတော့တနေရာမှာစုပြီးတော့ရောင်းဝယ်ပေါက်ကဖလှယ်ကြတဲ့နေ့လေးကိုဈေးနေ့လို့ခေါ်တယ် This is Apple Farm This is Mrs. Boot the farmer she has two children called Poppy and Sam and a dog called Rusty ဒါတော့ပန်းတိပင်ဝင်ချန်လေးဖြစ်ပါတယ်ဒီမှာရှိတဲ့ Mrs. Boot ဆိုတဲ့တောင်သူကြီးမှာကလေးလေး2ယောက်ရှိတယ်တဲ့သူတို့နာမည်ကမမ Poppy နဲ့ကို Sam လို့ခေါ်တယ်နော်သူတို့စီမှာချစ်တော်ခွေးကလေး Rusty ဆိုတာလည်းရှိသေးတယ်ဒီနေ့သူတို့ကဘာလုပ်နေလဲဆိုတော့ရှော့ထားတဲ့ဝတ်တွေကိုနေပူလှမ်းနေကြတာပေါ့နော်မိမိအလုပ်တွေကိုကလေးတွေကကူညီကြရတယ်နော် Today is market day Mrs. Boot puts the trailer on the car Poppy and Sam put a wire crate in the trailer ဒီနေ့ကဈေးနေ့လေးဖြစ်ပါတယ်တဲ့ Mrs. Boot ကတဲ့နော်ကားအနောက်မှာတဲ့ချိတ်ဆွဲတဲ့ trailer လဲလေးကိုချိတ်နေတာပေါ့နော်ကားလေးနဲ့ဆွဲသွားဖို့အဲ့ဒီ trailer လေးပေါ်မှာတဲ့အတွဲလေးပေါ်မှာ Poppy နဲ့ Sam က wire crate ဆိုတာနော်လှောင်အိမ်ကြိုင်လေးတဲလာပြီးတော့အဲ့ trailer လေးပေါ်ကိုတင်ဖို့တဲလာနေတယ်တဲ့အဲ့လှောင်အိမ်လေးပါတယ်ဆိုတော့သူတို့ကအကောင့်တချို့ဝယ်ပြီးတော့အိမ်ပြန်ယူလာမလို့ဖြစ်မှာပေါ့နော်အကောင့်လေးတွေထဲတဲ့လှောင်အိမ်လေးတွေ They drive to the market Mrs. Boot Poppy and Sam walk past cows sheep and pigs. They go to the shed where has cages of birds. သူတို့တွေအားတဲ့ဈေးရောင်းတဲ့နေရာလေးကိုကားနဲ့မောင်းလာလိုက်တယ်အဲ့ဒီလေရောက်တော့ Mrs. Boot ရဲ့ Poppy ရဲ့ Sam ကတဲ့လမ်းဖြတ်လျှောက်လာတယ်တဲ့လမ်းတစ်လျှောက်မှာသူတို့ကနော်နွားတွေကိုလည်းတွေ့တယ်သိုးတွေလည်းတွေ့တယ်ဝက်တွေကိုလည်းတွေ့တယ်ဒါပေမဲ့သူတို့တွေကအဲ့ဒါတွေဝယ်ဖို့လာတာမဟုတ်ဘူးတဲ့သူတို့တွေငှက်တွေထားတဲ့စီကိုတန်းပြီးတော့လျှောက်သွားလိုက်တယ်There are different kinds of geese. Let's look in all the cages, says Mrs. Boot. I want 4 nice young geese. ကြည့်ပါဦးနဲ့ဒီမှာနော်ဘဲငန်းနေအမျိုးမျိုးပဲနော်အကြောင်းသွေးမျိုးစုံနဲ့ဘဲငန်းနေရှိတယ်တဲ့အားလုံးလိုက်ကြည့်အောင်နဲ့ Mrs. Boot ကပြောတယ်တဲ့သူတကယ်လိုချင်တာတော့တဲ့အရွယ်ငယ်ငယ်အသက်ငယ်ငယ်တဲ့ဘဲငန်းနေလိုချင်တာတဲ့4ကောင်နဲ့ 4 nice young geese 4ကောင်လိုချင်တာတဲ့ There are 4 nice white ones They look nice and friendly says Poppy Yes they are just what I want says Mrs. Boot ကြည့်ပါဦးမေမေကြီးတဲ့ဒီမှာတဲ့အဖြူရောင်တဲ့4ကောင်တွေ့ပြီတဲ့သူတို့ကြည့်ရတာတဲ့ကြည့်လို့လည်းကောင်းတယ်တဲ့နောက်ပြီးသွားတော့တဲ့နည်းနည်းလဲလူတွေနဲ့ရင်မယ်နဲ့တူတယ်တဲ့နော်တိတ်ပြီးတော့မစိမ်းပေါ့နော်အရန်မွေးလို့ရမယ်သဘောမျိုးပေါ့နော်အိမ်မှာခေါ်ထားပြီးတော့အဲ့ဒါ Poppy ကပြောတယ်တဲ့အဲ့ဒါ Mrs. Boot ကလည်းသဘောတူတယ်တဲ့အဲ့ဒါဟုတ်တယ်တဲ့ဒါပဲတဲ့သူလိုချင်တာဒီ4ကောင်ပဲတဲ့သူကလည်းဆုံးဖြတ်လိုက်တဲ့တခါတည်းပဲ A woman is selling the geese How much are the 4 white ones asks Mrs. Boot I buy them please she pays for them အဲ့ဒီ auntie တယောက်ကတဲ့ဒီဘဲငန်းတွေကိုရောင်းနေတဲ့သူပေါ့တဲ့ဒီအဖြူရောင်4ကောင်ကဘယ်လောက်ပါလဲရှင်တဲ့နော် Mrs. Boot ကမေးလိုက်တယ်တဲ့သူဝယ်ခြင်းလို့ပါဆိုပြီးတော့ကြာတင်တဲ့ငွေကိုပတ်စံအိတ်လေးတဲ့ထုတ်ပြီးတော့အဲ့ဒီ auntie ကိုပေးလိုက်တယ်တဲ့မှာ Poppy ကလည်းအောက်ကနေကြည့်ပြီးတော့ပြုံးတယ် Poppy စီမှာအိတ်ကလေးတစ်ခုပါလာနော်လွယ်အိတ်ကလေးအစိမ်းရောင်လေးတစ်ခုပါလာတယ် We will come back later Let's look at the other birds said Sam There are cages with hens, chicks, ducks and pigeons. ဒီကိုပြန်လာခဲ့မယ်နော်တဲ့နော် Let's look at the other birds. Sam ကလည်းပြောတယ်တဲ့တခြားငှက်လေးတွေရှောက်ကြည့်ရအောင်တဲ့ဒီမှာကြည့်ပါအောင်တဲ့တခြားလောင်အိမ်ထဲမှာတဲ့ကျမလေးတွေရော jack box လေးတွေရောတဲ့နောက်ပြီးသွားတော့တဲ့ဘဲတွေရောတဲ့ခိုတွေရောရှိကြတယ်တဲ့အဲ့လိုမျိုး Sam ကပြောပြီးလိုက်ပြီးတော့သူတို့တွေလိုက်လေ့လာနေကြတာပေါ့အဲ့ချိန်မှာပဲ Look at the poor little duck. It's lonely, said Poppy. Please, may I buy it?
I can pay for it with my own money တဲ့နော်ကြည့်ပါဦးနဲ့တနာစရာကောင်းနေတဲ့ဘဲလေးတစ်ကောင်နဲ့ဖြစ်နေတယ်တဲ့သူ့မှာတဲ့မေမေကြီးတဲ့သူတဲ့ဝယ်သွားလို့ရမလားလို့တဲ့သူ့ရဲ့ကိုယ်ပိုင်ပတ်စံလေးနဲ့ဝယ်သွားလို့ရမလားလို့ဖော်ပြရတဲ့မေမေကိုမေးလိုက်တယ် Yes, you can buy it. We will get it when we come back for the geese, said Mrs. Boot. Poppy pays the man for the duck. ဝယ်လို့ရတာပေါ့သမီးတဲ့မိမိတို့တဲ့ဒီဘဲငန်းနေလာပြန်ယူတဲ့ခါကျရင်တခါတည်းသူ့ကိုပါခေါ်သွားမယ်တဲ့အဲ့လိုနဲ့ဖော်ပြရတဲ့ဒီဘဲလေးရောင်းနေတဲ့ဦးဆိုတဲ့သူစုထားတဲ့ပတ်စံလေးတွေပေးလိုက်တယ်တဲ့အဲ့ဘဲလေးတစ်ကောင်မို့တဲ့ပေးလိုက်တယ်ပေါ့နော် Mrs. Boot brings the crate. Poppy opens the lid. The woman passes the keys to Mrs. Boot. She puts them in the crate. အဲ့ဒီလိုနဲ့Mrs. Boot ကသူတို့တင်လာတဲ့လောင်အိမ်လေးကိုယူလာလိုက်တဲ့အဖုံးလေးကိုဖွင့်ပြီးတော့တဲ့ရောင်းတဲ့အန်တီကဒီဘဲငန်းတွေကို Mrs. Boot လက်ထဲကိုပြောင်းပေးတယ် Mrs. Boot ကအဲ့ဘဲငန်းတွေကိုလောင်အိမ်လေးတွေကိုတကောင်ပြီးတကောင်ထည့်တယ်တဲ့နော်ပြီးတော့အဖုံးလေးကိုဖွင့်ပေးထားတာပေါ့နော်အဲ့လိုမျိုးတကောင်ပြီးတကောင်ထည့်နေကြတာပေါ့ One of the geese runs away.A goose jumped out of the crate just before Sam shuts the door. It runs very fast out of the shed. အဲ့ဒီချိန်မှာတဲ့အဲ့ဒီဘဲငန်းကြီးတွေကအကောင်တကောင်ကဘဲငန်းတကောင်ကတဲ့ရုတ်တရက်တဲ့ Sam အဖုံးလေးပိတ်လို့မပြီးခင်လေးမှာပဲလွတ်ထွက်သွားတယ်တဲ့လန့်ဖြန့်ပြီးတော့သူကလည်းလွတ်ပြီးဆိုတော့သူကပြေးထွက်သွားတာပေါ့နော် A goose ပေါ့နော်သူကအကောင်အများကြီးကြတော့ geese လို့ခေါ်တယ်တကောင်နဲ့ကြတော့ goose လို့ခေါ်တယ်အဲ့ဒါစံတကာအဖုံးလေးမပိတ်ခင်လေးမှာပဲလွတ်ထွက်သွားတယ်သူကတဲ့အရမ်းမြန်တာပဲတဲ့ဒီလောင်ကြိုက်လေးကနေမှခုန်ထွက်သွားတာတဲ့ Catch the goose တဲ့ Mrs. Boot, Poppy and Sam run after the goose. The goose jumps through an open car door. အဲ့ဒီဘဲငန်းလေးကိုဖမ်းပေးပါအောင်ဆိုပေါ်ပြီးတော့ Sam တို့ Mrs. Boot အနောက်ကလိုက်တဲ့အချိန်မှာတဲ့ Goose လေးကလည်းအရှိကနေအလန့်တကြားပြေးနေတဲ့ကားပြာလေးတစ်စီးရဲ့တကားတစ်ဖက်ဖွင့်ထားတာကိုတွေ့ပြီးတော့ကားထဲကိုပြေးဝင်သွားလိုက်တယ်တဲ့နော် Now we've got it ကဲတဲ့အခုတော့ကားထဲမှာပိတ်မိနေပြီပေါ့လို့ Sam ကပြောလိုက်တယ်တဲ့ But a woman opens the door on the other side. The goose jumps out of the car and runs away.အန်တီတယောက်ကတဲ့တကားကိုတဲ့အဲ့ချိန်မှာသူ့ကားကို तू ကမောင်းဖို့အတွက်ပြန်လာပြီးတကားဖွင့်လိုက်တဲ့ချိန်မှာဘဲငန်းကြီးကပြေးပြီးထွက်လာတော့အန်တီတော့လန့်သွားတယ်เนาะအဲ့ကားတဲ့လန့်ပြီးတော့ဘဲငန်းကလည်းအလန့်တကြားတခြားဘက်ကဖွင့်တဲ့တကားဘက်ကနေပြေးဆင်းသွားလိုက်တယ် Run after it said Mrs. Boot. The goose runs into the plantain. There it is said Sam. Pick it up သူတို့အားတဲ့အဲ့ဒီကန်လေးအဲ့ဒီနော်ဘဲငန်းလေးရတဲ့နောက်ဆုံးကြတော့ဘယ်ထိပြေးသွားလဲဆိုအပင်နေရောင်းတဲ့ဈေးတန်းဘက်ကိုပြေးသွားပြီးတော့အပင်နေအကုန်လုံးကိုရှောက်တိုက်နေတာနော်အဲ့မှာတွေးပြီးဆိုတော့သူတို့ကလည်းအလန့်တကြားအနောက်ကလိုက်ဘဲငန်းကလည်းအလန့်တကြားသူ့ကိုဖမ်းခေါ်သွားမှာဆိုတော့လန့်ပြီးတော့ရှောက်ပြေးတော့တဲ့ဘန်းအိုးတွေတိုက်အကုန်လုံးအလန့်တကြားအထိတ်တလန့်နေဖြစ်ပြီးတော့ဘန်းအိုးတွေလည်းပြုတ်ကျပြီးတော့တခြားဥတွေပါလိုက်ပြီးတော့ဝိုင်းဖမ်းနေရတာပေါ့အဲ့ဒီ goose လေးကိုဝိုင်းဖမ်းနေကြတာဒါပေမဲ့ဝိုင်းဖမ်းတော့နောက်ဆုံးကြတော့မိသွားတယ်ပြန်မိသွားတော့မှသူတို့တွေကအကုန်လုံးဘယ်ကိုခေါ်ပါလဲ Let's go home says Mrs. Boot. I've got my geese now and I've got my duck said Poppy. Markets are fun said Sam. နော်သူတို့တွေကိုဦးတွေတီဝိုင်းဖမ်းပေးလိုက်လို့ဘဲငန်းတွေလည်းပြန်ရလာပြီးတော့ crate ထဲကိုထည့်ပြီးတော့ Mrs. Boot လိုချင်တဲ့ဘဲငန်းလေးကောင်လည်းရလာတယ်အဲ့ဒီချိန်မှာမမ Poppy ကလည်းပါဆိုတော့သူကလည်းတဲ့သူလိုချင်တဲ့ duck လေးတစ်ကောင်ရလာတယ်တဲ့အမှ Sam ကလည်းအားကြမခံ market ကိုလိုက်လာတာပြောစရာကောင်းတယ်ကွာဆိုပြီးတော့သူကလည်းပြောကြတယ်တဲ့ဒါပေမဲ့ market မှာတော့အကုန်လုံးရုတ်တရက်ထိတ်တလန့်နေဖြစ်ပြီးတော့ဘန်းအိုးတွေလည်းပြုတ်ကျကုန်တော့တယ်နော်ဒါပေမဲ့ဘာမှများများဆဆမပြတ်စီးပါဘူးအဲ့ဒီလိုမျိုးဈေးသွားဝယ်တဲ့နေ့ဈေးတွေဆူအောင်ကြတဲ့နေ့ကို market day လို့ခေါ်တယ်နော်ဒီနေ့စာအုပ်လေးကတော့ဒီလောက်ပါပဲ